ကျွန်တော်ဒီနေ့ကနေပြီးတော့ရွှေပြည်သာ9ရက်ကွက်ကိုရောက်နေပါတယ်ဒီရွှေပြည်သာရဲ့ဒုတိယ VNB ရက်ကွက်လို့ခေါ်တာပေါ့နော်ပြီးတော့ဒီအနားမှာဆိုရင်နဝရဈေးလေးရှိတယ်ရွှေညာမောင်ဈေးလေးရှိပါတယ်ပြီးတော့ line ကိုထွက်လိုက်ပြီဆိုတာနဲ့ရွှေပြည်သာရဲ့နေပြီးတော့ဒီမြို့နယ်စီယုံကြီးလေးရှိတာပေါ့နော်ဒါကြောင့်နေပြီးတော့တိတ်ဆိုင်လေးနဲ့နေပြီးတော့အေးစစ်စစ်နေချင်တဲ့သူတွေပြီးတော့အဲ့ဒီမှာ company ဝန်ထမ်းတွေရုံးတွေဖွင့်ရှင်တဲ့သူတွေအတွက်လည်းအထူးသင့်တော်ပါတယ်ခင်ဗျာဒီတိုက်ရှစ်မှာဆိုရင်ဒီမှာတက်ပိတ်တွေနဲ့နေပြီးတော့တော်တော်ကြီးကိုစိတ်နဲ့ဆူပြနေတာကိုတွေ့ရတယ်ဒီဘက်မှာဆိုရင်တက်ပိတ်တွေအများကြီးရှိတယ်ပြီးတော့ဒီနေရာကနေပြီးတော့ရှစ်မှာဆိုရင်ပေ30လောက်နေပြီးတော့နည်းနည်းရှားထားသေးတာပေါ့နော်ဒီတိုက်ကားဆိုရင်ကျွန်တော်တို့ကနေပြီးတော့မျက်နှာစာကနေပြီးတော့40 60ရှိတာပေါ့နော်ခြံက40 60မှာနေပြီးတော့သူက32ပေပေ40ကိုနေပြီးတော့ဆောက်လုပ်ထားတာပေါ့နော်အခုဆိုဒီမှာကနေပြီးတော့ဒီနေရာလေးကပါကီထားတဲ့နေရာလေးပေါ့နော်ဒီကောင်လေးကဆိုရင်ဒီဗီဒီယိုတော့ထိုးလို့ရအောင်ဆိုရင်ဒီဗီဒီယိုအထက်မှာဒါလေးတော့ပါလို့ရှိတာပေါ့နော်โอเคလားဒါဆိုကျွန်တော်ဒီတိုက်ကြီးကိုဝင်ကြည့်ကြမယ်နော်အဲဒီမှာဝင်ရှင်းဒီတခါမှကြီးကားဆိုရင်ဒီကျွန်းတိုက်နဲ့လုတ်ပိတ်ထားတာပေါ့နော်တော်တော်ကြီးကိုခန့်မာထူးတောင်းကြီးပေါ့နော်ဒီထက်မှာဆိုရင်ဒါကတော့အိတ်ခန့်ပေါ့နော်အိတ်ခန့်ကတော်တော်ကြီးကိုအကြီးကြီးပေါ့နော်တော်တော်လောနေလို့ရတာပေါ့နော်ဒီရင်ဒီတကားမှာဆိုရင်ဒီတန်ဖင်တွေကနေပြီးတော့ခိုင်မာနဲ့တက်ပေးထားပါတယ်နော်ဟုတ်ကဲ့ပြီးတာနဲ့နေပြီးတော့ဒီဖက်မှာဆိုရင်ကျွန်တော်ဒီစတိုခိုင်းက2ခိုင်းပါတာပေါ့နော်ကျွန်တော်ကဒီလေကဘေးမှာတစ်ခန်းပါတယ်ဟုတ်ကဲ့ပြီးတာနဲ့နေပြီးတော့ဒီဖက်မှာအထက်မှာပေါ့နော်အထက်မှာဒီဝင်ရှင်းမှာတစ်ခန်းပါပါတယ်ဒါလေးကနေပြီးတော့စတိုခန်းပေါ့နော်စတိုခန်း2ခန်းပါပါတယ်ခင်ဗျာပြီးတော့ဒီဖက်ကမြင်တဲ့အခန်းကားဆိုရင်ကျွန်တော်တို့အဲ့ဒီလာတဲ့ခါနေပြီးတော့အိတ်ဖို့ဆိုပြီးတော့သူက rest ခန်းပေါ့နော်ဒီကောင်ကဆိုရင်မြေသားစုနေလို့ရတယ်အိတ်ခန်းအနေနဲ့ထားလို့ရတာပေါ့နော်ဒီခန်းတစ်ခန်းပါပါတယ်ခင်ဗျာပြီးရင်ဒီဖက်မှာဆိုရင်ဒါလေးကနေပြီးတော့ထမင်းရှက်ခန်းပေါ့နော်ထမင်းရှက်ကတော်တော်ကြီးကိုလောနဲ့အခြေကြီးပေါ့နော်ပြီးရင်ဒီဘက်ကခန်းဆိုရင်ထမင်းစားတဲ့အခန်းလေးပေါ့နော်ဒီကောင်လေးမှာဇပွေးလက်တင်လိုက်ပြီဆိုရင်အကုန်လုံးလောနဲ့နေပြီးတော့စားလို့ရပြီပေါ့နော်ဒီခန်းလေးအတော်ကြီးကြည်ပါတယ်ပြီးရင်ဒီဘက်မှာဆိုရင်အများသူငါသုံးလို့ရအောင်ဆိုပြီးတော့ဒီ comment tag toilet တစ်ခုပါတာပေါ့နော်ဟုတ်ကဲ့ပါဒီအပေါ်ကိုတက်တဲ့လေကားမှာဆိုရင်ဒီကနေပြီးတော့အကုန်လုံးကျွန်းသိမ့်နေလို့ထွက်တာပေါ့နော်ပြီးရင်ဒီဘက်လက်ကန်တိုင်းကဆိုတော့တန်ဖင်နေပေါ့နော်အပေါ်ကတော့ကျွန်းတော့ပါခင်ဗျာဟုတ်ကဲ့ဒါဆိုအပေါ်ကိုဆက်ပြီးဒီကနေနော်ဒီပထမထပ်မှာဆိုရင် master bedroom က3ခန်းတိပါပါတယ်ခင်ဗျာဒီမြင်ရတာကပထမအခန်းလေးပေါ့နော်ပထမအခန်းမှာဆိုရင်အခန်းကတော်တော်ကြီးကိုကြည်ပါတယ်ပြီးတော့ယေရှုခအင်တာဆိုရင်အကုန်လုံး ready made ပေါ့နော်ဘာမှမလုပ်ဘူးလူတွေကတက်နေလို့မှာပဲခင်ဗျာတေတာနဲ့လောက်ထတာပေါ့နော်ပြီးရင်တို့မှဒီဘက်ကတကောက်တွေမှာဆိုရင်အကုန်လုံးတန်ဖင်နေနေပြီးတော့ခက်ခက်မာနဲ့လုပ်ပေးထားပါတယ်ပြီးတော့ဒီရက်ကွက်ကဆိုပြီးတော့လေကောင်းလေးတန်းလေးရတယ်ရက်ကွက်လေးတက်တာပေါ့နော်တော်တော်ကြီးကိုနေလို့ထိုင်လို့ကောင်းတယ်နေပြီးတော့ရက်ကွက်လေးပေါ့နော်ဒါလေးကနေပြီးတော့master bedroom နောက်တစ်ခန်းလေးပေါ့နော်ဒီကောင်လေးကနေပြီးတော့ပထမခန်းထဲတော့ပိုချေတယ်မိတွေကတော့အကုန်လုံးရေဒီမဲ့အကုန်လုံးအပြည့်စီပေါ့နော်ဒီမှာယေရှုကအင်တာဆိုရင်အကုန်လုံးရေဒီမဲ့အပြည့်စီပါခင်ဗျာတော်တော်ကြီးကိုနေရထိုင်ရကောင်းတယ်တန်းရှင်းတာပေါ့နော်ဒါလေးကလည်းပထမထားရနေပြီးတော့ဒါ master bedroom နောက်တစ်ထပ်ပေါ့နော်ဒါနဲ့က master bedroom ကပထမထပ်မှာ3ခန်းတိပါပါတယ်ခင်ဗျာဒါကနေပြီးတော့တတိယအခန်းလေးပေါ့နော်ဒီကောင်လေးအကုန်လုံးရေဒီမဲ့အစင်သင့်ခါရနေယုံပွဲပေါ့နော်ဒီအခုကျွန်တော်ဝင်တဲ့ခန်းကားဆိုရင်ဒီပထမထရဲ့ဖယားခန်းလေးပေါ့နော်ဖယားခန်းလေးကတော်တော်ကြီးကိုနေပြီးတော့ကြည့်ပြီးတော့လောကြတာပေါ့နော်ဒီကဖယားခန်းမှာဆိုရင်လည်းနေပြီးတော့တော်ကြီးကိုတသားနေပြီးတော့ပြထားပါတယ်ခင်ဗျာရက်ကွက်ကတော်တန်းတယ်အေးစစ်စစ်တဲ့နေရှင်တဲ့သူတွေတော့လုံးဝအဆင်ပြေတယ်နော်ပြီးတော့ဒီရက်ကွက်ကနေပြီးတော့ဆူညံမှုတွေတိတ်မရှိဘူးနော်ရက်ကွက်တွေကတက်ပိတ်ပတ်ပိတ်နဲ့နေပြီးတော့တက်ဆက်မှုကိုရတယ်အေးရှမ်းတာပေါ့နော်ဒုတိယထပ်မှာဆိုရင် master bedroom တစ်ခန်းပါသေးရဲ့နော်ဒီခန်းလေးကိုကျွန်တော်တို့ဝင်ကြည့်ကြမယ်โอเคဒါခင်နော်ဒီကောင်ဆိုရင် master bedroom ခန်းလေးဖြစ်ပါတယ်ခင်ဗျာအကုန်လုံးကတော့နေပြီးတော့တည်သားလေးနဲ့ပေါ့နော်ပြီးတော့ဒီခန်းလေးမှာဆိုရင် toilet တစ်ခန်းပါပါတယ် master bedroom ဖြစ်တဲ့နေပြီးတော့ toilet နဲ့ဒီဆိုဖန်အကုန်လုံးဒီထဲမှာဆိုရင်၄ခန်းပါတာပေါ့နော်အကုန်လုံးမင်းသားစု၃လေးယောက်နေလို့ရတယ်ရုံခန်းနေနဲ့ထားနေတော့ရတယ်ဒီကောင်လေးဒီဘက်မှာလာတာဆောင်လေးပါတယ်ညဘက်ဆိုအေးမှာရဒီလိုကဒီမျိုးပါလေညဘက်ဆိုအေးစစ်စစ်နဲ့နေလို့ကောင်းနော်ဒီကောင်ကဆိုရင်ဒုတိယထားရဲ့နောက်တစ်ခန်းလေးပေါ့နော်ဒီကောင်ကတော့ master bedroom ခန်းတယ်မဟုတ်ဘူးဒီကောင်ကတည်တဲ့အခန်းလေးတစ်ခန်းလောက်ထတာပေါ့နော်ဒီကောင်ကဆိုရင်ဒီလူငယ်တွေလူကြီးတွေအတွက်ဆိုရင်စာကြည့်ခန်းအနေနဲ့လုပ်လို့ရတယ်
ဒါမှမဟုတ်ရင်လည်းနေပြီးတော့ဂျင်းဆော့တဲ့အခန်းအနေနဲ့နေပြီးတော့လည်းလုံးလို့ရပါတယ်ခင်ဗျာတော်ကြီးကိုဒီခန်းကတော်တော်ကြီးကိုကြည်တယ်အကုန်လုံးကတော့ရည်ဒီမဲ့အကုန်ပြင်ဆင်ပြီးသားပေါ့နော်ဒီရတဲ့ဝန်ထမ်းပေါ့ဒါလေးကနေပြီးတော့ဒုတိယထားရဲ့ဝန်ထမ်းလေးပေါ့နော်ကဲဆက်နေစီတဲ့သူတွေဆိုလုံးဝအဆင်ပြေတဲ့တိုက်လေးပေါ့နော်ဒါကနေပြီးတော့ဒီအေးရရောက်ချပေးမဲ့ဈေးကနေပြီးတော့သင်8500ဖြစ်ပါတယ်ခင်ဗျာဒါကနေပြီးတော့အရှော့အတင်းလေးရှိတာပေါ့နော်ဒါကနေပြီးတော့စက်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့053543ကိုဆက်ပြီးစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်